မိတ်ဆွေတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြပြချင်တာကတော့ခွန်သုံးလုံးပေဝင်ရငွေထုံနည်းအမှန်လေးကိုကျွန်တော်ပြပြချင်တာဖြစ်ပါတယ်ကျွန်တော်ကပထမအောင်ဆုံးအနေနဲ့ငွေထုတ်တော့မယ်ဆိုရင်ဒီအောက်ဆုံးလေးကကျွန်တော်ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီငွေထုတ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပေးပါနော်ငွေထုတ်ဆိုတဲ့ဟာလေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာကိုက KP နဲ့ထုတ်ပါလားဝေးနဲ့ထုတ်ပါလားကျွန်တော်တို့ကတစ်ချက်ကြည့်ရမယ်နော်ဘာပဲထုတ်ကျွန်တော်တို့ကပထမဆုံးချိန်မှာစထုတ်မယ်ဆိုရင်တော့ဘန်ချိတ်ကပါမယ်နော်ကျွန်တော်ကဘန်ချိတ်ဖို့အတွက်ဆိုရင်ဘန်ချိတ်ဖို့အတွက်ကျွန်တော်က KP နဲ့ချိန်ပါလားဝေးနဲ့ချိန်ပါလားကျွန်တော်တို့တစ်ချက်ကြည့်ရမယ်နော် KP နဲ့ချိန်ပါလားဝေးနဲ့ချိန်ပါလားကျွန်တော်ကတော့ KP မှာတော့ဒီမှာဗန်ချိတ်ပြီးသားဆိုတော့ဒီလိုမျိုးလေးပေါ်နေကြ။ဒါမိတ်ဆွေတို့ကမချိတ်ကသူဆိုဒီနေရာမှာအပေါင်းလေးပေါ်လိမ့်မယ်။အဲ့တော့ကျွန်တော်ကဝေးရမှာမချိတ်ကသူကျွန်တော်ကဝေးမှာချိတ်ကအဲ့ဒါဝေးမှာချိတ်တာလေကျွန်တော်တို့ KP မှာချိတ်တာလည်းတူတူပဲ။အဲ့တော့ဝေးကိုတစ်ချက်နေလိုက်ပြီ။ဝေးကိုနှိပ်ပြီးပြီဆိုကျွန်တော်ကဒီအောက်လေးမှာမချိတ်ကသူတဲ့သူတွေတော့ဆိုဒီမှာအပေါင်းလက္ခဏာလေးပေါ်လိမ့်မယ်။အဲ့တော့အဲ့ပေါင်းလက္ခဏာလေးကျွန်တော်တို့တစ်ချက်နေလိုက်နှိပ်လိုက်ပြီဆိုဒီ minute လေးပေါ်လိမ့်မယ်။ဒီ minute ပြင်မှာဆိုရင်ကျွန်တော်တို့ကဒီမှာကကျွန်တော်ကနေမီထည့်ရမယ်။ကျွန်တော် KP နေမီအမှန်ကျွန်တော်ဒီမှာက KP ဖုန်းနံပါတ်ထည့်တဲ့နေရာမှာကကျွန်တော်တို့09ကနေစပြီးတော့ထည့်ပေးရမယ်။ဒါကျွန်တော်တို့ဒီနေရာမှာမိတ်ဆွေရဲ့နာမည်ထည့်မယ်ဒီနေရာမှာကဟာလေဖုန်းနံပါတ်ထည့်မယ်ထည့်ပြီးသွားပြီဆိုကျွန်တော်တို့ကဒီအောက်မှာသိန်းစီးစီတွေဟာလို့ကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်နှိပ်ပေးလိုက်ပြီဆိုရင်အဲ့တော့နှိပ်ပေးလိုက်ကျွန်တော်တို့မှာချိန်ပြီးသားဖြစ်တော့ကိုထပ်ပြီးတော့မချိန်တော့ကျွန်တော်တို့ချိန်ပေးလိုက်ပြီဆိုကျွန်တော်တို့က KB လိုပဲဒီနေရာလေးမှာဟိုအပေါင်းလက္ခဏာလေးမပေါ်တော့ဘဲနဲ့ဒီမှာမိတ်ဆွေရဲ့ဒါ KB နာမည်ဒါမှမဟုတ်ဝေးနာမည်အဲ့လိုမျိုးပေါ်နေတယ်အဲ့ဆိုကျွန်တော်တို့ကဒီမှာ KB နဲ့ထုတ်မယ်ဆို KB ကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်မှာကငွေဒီမှာ14000နဲ့800ရှိတယ်ဆိုတော့800နဲ့12ချက်ရှိတယ်အဲ့တော့14000နဲ့ကျွန်တော်က800ကိုထုတ်ရမယ်အဲ့တော့ကျွန်တော်က14000နဲ့800ကိုထုတ်လိုက်မယ်14000နဲ့800ဘာတော့နောက်က12ချက်ကိုကျွန်တော်ကထုတ်လို့မရဘူးတော့ယာပြည့်အောင်ကျွန်တော်တို့ထုတ်ပေးရမယ်အဲ့တော့ဒီအောက်မှာ14000နဲ့800ထုတ်ပေးရမယ်ထည့်ပေးလိုက်ပြီထည့်ပေးပြီးပြီဆိုရင်ငွေထုတ်ဆိုတဲ့ဟာလေးကိုရှင်းနေလိုက်မယ်နော်ငွေထုတ်ဆိုတဲ့ဟာလေးကိုရှင်းနေလိုက်မယ်ပြီးပြီဆိုငွေထုတ်ဆိုတဲ့ဟာလေးကိုနှိပ်ပြီးပြီဆိုကျွန်တော်တို့အကောက်ဖွင့်ခဲ့တော့က password လေးကိုထည့်ပေးရမှာဖြစ်ပါတယ်အကောက်ဖွင့်ခဲ့တော့ password ကိုမမှတ်မိဘူးဆိုရင်မရပါဘူးအကောက်ဖွင့်ခဲ့တဲ့ဖုန်းနဲ့ password ကိုမှတ်မိမှရပါပြီးတော့ကျွန်တော်တို့ကကိုယ့်ရဲ့ဒီ password ကိုထည့်ပြီးပြီဆိုရင်ဒီမှာငွေထုတ်ကြောင်းအတီးလို့တွေကိုတစ်ချက်နှိပ်လိုက်မယ်နော်ဟုတ်ကဲ့အဲ့တော့ဒီမြင်းနဲ့ပြင်လေးပေါ်ပြီဆိုကျွန်တော်တို့ငွေထုတ်တာဒါ fountain လို့ပြီးသွားပြီပေါ့ fountain နဲ့အဆင့်တော့ပြီးသွားပြီနော်ရောက်မရောက်ကတော့ကျွန်တော်တို့သူကမှပြောတာလေကျွန်တော်တို့ဒီ2နာရီအတွင်းငွေထုတ်ခြင်းပြီးသက်ပြီးကျေးဇူးပြုခဏဆောင်မှာကျွန်တော်တို့2နာရီအတွင်းရောက်လိမ့်မယ်လို့သူကပြောပြတာအဲ့တော့ကျွန်တော်တို့ကစောင့်ပြရမယ်နော်အဲ့တော့ဒါဆိုကျွန်တော်တို့ငွေထုတ်တာဒါ found ဒီပေါ်6ဒီလိုမျိုးရှောက်ထားစေလို့ပေါ်တယ်ဆိုကျွန်တော်ဒီလိုရှောက်ထားစေလို့ပေါ်တယ်ဆိုတော့ကျွန်တော်တို့ကစောင့်နေအောင်ပါသူကပြီးသွားပြီဆိုရင်ဒီလိုမျိုးပြီးပါပြီလို့ပေါ်ရင်နော်အဲ့လိုပြီးပါပြီလို့ပေါ်တယ်ဆိုရင်တော့ကျွန်တော်တို့ငွေထုတ်တာအောင်မြင်တယ်လို့ပြောလို့ရတယ်နော်